Boss Lady Channel မှာကြိုဆိုပါရရှင်2025ခုနှစ်မေလ29ရက်နေ့ဟာ82နှစ်မြောက်အပြည်ပြည်ဆိုင်ရာ Everest တောင်နေ့ဖြစ်ပါတယ်Everest တောင်သည်နီပေါနှင့်တရုတ်နိုင်ငံကြားတွင်တည်ရှိပါတယ်တောင်ထိပ်၌လေထုသည်လူသားတအုပ်အတွက်အလွန်ပါလာပါတယ်တောင်ထိပ်အရောက်တက်လန်းနိုင်ဖို့အတွက်ဆိုရင်အသက်ရှူဖို့အောက်ဆီဂျင်ဘူးကြီးများတည်ဆောင်သွားရမှာဖြစ်ပါတယ်ရှင်ဤအခက်အခဲကိုကျော်လွှား၍မေလ29ရက်နေ့1953ခုနှစ်တွင်နီပေါနိုင်ငံမှထန်ဆန်နိုကေးနှင့်နယူးဇီလန်မှဆာအက်ဒမန်ဟီလာရီတို့သည်ကမ္ဘာအမြင့်ဆုံး Everest တောင်ထိပ်သို့အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပါတယ်။ဤနေ့ကိုအပြည်ပြည်ဆိုင်ရာ Everest တောင်နေ့အဖြစ်ဂုဏ်ပြုကျင်းပကြခြင်းဖြစ်ပါတယ်ရှင်။အမြင့်8849မီတာတွင်ရှိသည့် Everest တောင်သည်ကမ္ဘာပေါ်တွင်အမြင့်ဆုံးတောင်ဖြစ်ပါတယ်။သူ၏ကြမ်းတမ်းသောရာသီဥတုနှင်းမုန်တိုင်းများနှင့်အောက်ဆီဂျင်ထုတက်ခြင်းများသည်လည်းကမ္ဘာတဝန်းစွန့်စားသူများကိုဆွဲဆောင်လျက်ရှိပါတယ်။ Everest တောင်ထိပ်နှင့်ပတ်သက်၍စိတ်ဝင်စားဖွယ်အချက်9ခုရှိပါတယ်ရှင်။အိန္ဒိယ၊ဥရောပ၊အာရှကျောက်လွှာများအကြားဆက်လက်ပုတ်တိုက်မှုများကြောင့် Everest တောင်သည်တစ်နှစ်လျင်4မီလီမီတာခန့်ကြီးထွားလျက်ရှိပါတယ်။ဘူမိဗေဒဆိုင်ရာအရွေ့ရှားမှုသည်ပြီးမွင့်တာတောင်တန်းကိုအထက်သို့တွန်းပို့ပေးရာ Everest သည်တည်ငြိမ်နေခြင်းမဟုတ်ဘဲအချိန်နဲ့အမျှပြောင်းလဲလျက်ရှိပါတယ်ရှင်။ Everest တောင်သည်လူသားတို့၏တန်ဖိုးတန်နှင့်ရဲရဲမှု၏သင်္ကေတတစ်ခုဖြစ်ရပ်တည်နေတဲ့တောင်တစ်ခုဖြစ်ပါတယ်။ဘာသာစကားအမျိုးမျိုးယဉ်ကျေးမှုအမျိုးမျိုးကြောင့် Everest တောင်တွင်နာမည်အမျိုးမျိုးရှိပါတယ်။နီပေါတို့ကတော့အပြာရောင်ကောင်းကင်၌ဥကောင်းလို့တင်စားခေါ်ဝေါ်ကြပြီးတော့တိဘက်တို့ကတော့ကမ္ဘာ၏မိခင်လို့ခေါ်ဝေါ်ကြပါတယ်ရှင်။အင်္ဂလိပ်တို့ကတော့ Everest လို့ခေါ်ကြပါတယ်။တောင်ထိပ်သည်အောက်ဆီဂျင်ပမာဏအလွန်နှိမ့်ကျသောကြောင့်လူသားတို့အသက်ရှင်ဖို့မဖြစ်နိုင်လို့သေခြင်းဆောင်တွင်တည်ရှိပါတယ်။တောင်တက်သူများသည်အလွန်ဆိုးဝါးသောဝန်းကျင်ကြောင့်ဖြည့်ဆွက်အောက်ဆီဂျင်ကိုအားကိုးရပါတယ်။ Everest တောင်တွင်တောင်တက်သမား340ကျော်အသက်ဆုံးရှုံးရပြီးဖြစ်ပြီး1996ခုနှစ်တွင်နှင်းမုန်တိုင်းကြောင့်10ဦးသေဆုံးခဲ့တယ်။2014-2015ခုနှစ်တွင်နှင်းထုပြိုကျမှုများကြောင့်လည်းလူအများအပြားသေဆုံးရပါတယ်ရှင်။ Everest တောင်သည်ကိုပိုင် microclimate ရှိပြီးတော့လေတိုက်နှုန်းမှာတစ်နာရီမိုင်200အထိပြင်းပါတယ်ရှင်။အကောင်းဆုံးတောင်တက်လမှာမေနဲ့စက်တင်ဘာလတို့ဖြစ်ပြီးတော့တောင်တက်သမားများသည်လျင်မြန်စွာရာသီဥတုပြောင်းလဲနိုင်သောကြောင့်မိနစ်ပိုင်းအတွင်းအသက်အန္တရာယ်ကြုံတွေ့နိုင်သည်ကိုအထူးသတိထားရန်လိုအပ်ပါတယ်။သိပ္ပံပညာရှင်များသည် Everest တောင်၌ရာသီဥတုပြောင်းလဲမှုရေခဲပြင်ဗေဒနှင့်မြင့်မာသောဇီဝဗေဒပညာတို့ကိုစမ်းသပ်လေ့လာကြရပါတယ်။ဤလေ့လာတွေ့ရှိချက်များကြောင့်ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာအရေးကြီးသောထိုးထွင်းသိမြင်မှုများကိုလည်းနားလည်လာကြပါတယ်ရှင်။ခရီးသွားလာမှုနှင့်တောင်တက်ခြင်းများကြောင့်သဘာဝပတ်ဝန်းကျင်ကိုဆိုးဝါးစွာထိခိုက်ပျက်စီးလာတာကိုလည်းတွေ့ရပါတယ်ရှင်။ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ခရီးသွားလာရေးကိုမြင့်တင်တကယ်သူသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်းဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်မြင့်တင်ရန်လိုအပ်ပါတယ်။ Everest တောင်ကိုတက်သောတောင်တက်သမားတိုင်းဒီ2နာရီစီးမြင့်ကိုလိုက်နာကြရပါတယ်။ဆိုးဝါးပြီးခံမှန်းမရတဲ့ရာသီဥတုကြောင့်တောင်တက်သမားများသည်မွန်းလွဲ2နာရီရောက်မိမိတို့စခန်းသို့ပြန်ရောက်ရှိရမှာဖြစ်ပါတယ်။စခန်းသို့အချိန်မီပြန်မရောက်လာသောတောင်တက်သမားအတွက်ကတော့တင်မင်းစုံတဲ့သို့ကြာရောက်ကြုံတွေ့နေရပြီးသူမှတ်ယူရမှာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မကြခင်ပြန်ဆောင်တွေ့ကြရအောင်နော်။